ဒီဒေသနာတော်မြတ်စွာဘုရားရှင်ကိုမြတ်ကြီးစေတော်ရာမောင်ရှင်ကျောင်းတော်ကြီးထဲမှာဟောကြားခဲ့တယ်ဘယ်သူ့အကြောင်းပြုပြီးဟောလဲကိတ္တဂေါရမီပြောကြည့်ကိတ္တဂေါရမီကိတ္တဂေါရမီကောင်းပေါ်မှာဇေတောင်ဇေပန်လေးကိုရွယ်ပြီးတော့လှည့်လည်ပြီးတော့ဟင်းသီးတွေရောင်းရတဲ့ကိတ္တဂေါရမီအသားရည်ကြည့်လို့ရှိရင်ပိမ့်ပိမ့်လေးလေးဝဝမပြုတ်ဒါကိုကိတ္တဂေါရမီလို့ခေါ်တယ်တော့ချာပြောတဲ့ဇာပတိဂေါရမီတို့ဘာလို့လဲညီမဆိုလို့ရှိပါကိတ္တဂေါရမီလို့ဒီလိုမျိုးလေးရှိကထည့်ပေးထားတာဖြစ်တယ်အဲ့ကိတ္တဂေါရမီဆိုတဲ့အမျိုးသမီးလေးကိုအကြောင်းပြုပြီးတော့ဒီဒေသနာကိုဟောကြားပေးခဲ့တာဖြစ်တယ်သာဝတိပြည်မှာချမ်းသာတဲ့တထေကြီးနှုတ်ရှိတထေကြီးလင်မယားနှုတ်ရှိအဲ့လင်မယားနှုတ်မှာသားကလေးလေးရှိအဲ့ဒီတို့လင်မယားစုဆောင်လိုက်တာတဲ့အရွယ်ရောက်လာတဲ့သားကလေးကြီးတဲ့အထိဘာတွေစုဆောင်လဲရွှေတွေစုဆောင်ပြောပြလိုက်တယ်ဘာတွေစုဆောင်လဲကဲရွှေတွေစုဆောင်တာစုဆောင်ရင်နဲ့ရွှေတွေများလာဂဒေ40လောက်တော့ဉာဏ်သာမှုကိုရတယ်ဂဒေ40လောက်တော့ပိုင်ဆိုင်မှုတွေရလာတဲ့ရွှေတွေကိုစုဆောင်ပြီးတော့စုဆောင်ရင်ဒီရွှေတွေကိုစုဆောင်ရင်နှစ်တွေကြာလာတယ်အတူချုပ်နှစ်တွေကြာလာတယ်အဲ့ဒီကြာလာတဲ့အခါကျတော့အဲ့ဒီရွှေတွေကိုချိန်ကြတော့ပြန်ပြီးတော့ကြည့်ဘုရားကိစ္စကနဲ့ပြောရင်တော့မိဂန္တတာကြီးပြန်ဖွင့်ကြည့်တယ်ပေါ့ဒီလိုကြည့်လိုက်တဲ့အချိန်ကျတော့ရွှေတွေကဘာဖြစ်လဲမိသွေးတုံးတွေဖြစ်တယ်ကြားဘူးတယ်နော်ရွှေတွေကဘာဖြစ်တာလဲမိသွေးတုံးတွေဖြစ်တယ်ဒီရွှေတွေဖြစ်ရရွှေတွေနဲ့ချမ်းသာရတယ်ဆိုတာကောင်းမှုကစားတယ်ဘာကရခဲ့တာလဲကောင်းမှုသည်ကောင်းကျိုးချမ်းသာပေးတယ်ကောင်းမှုသည်ဘာကိုပေးလဲကောင်းကျိုးချမ်းသာကိုပေးတယ်ဒီကနေ့သံဃာပြုမှာလည်းစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းဆရာကြီးလေးတို့ရကြဆရာလေးတွေရကြဒီကောင်းကျိုးချမ်းသာသံဃာပြုမှာရရှိတာဒီကောင်းမှုကြောင့်ဒီလိုပြောရဘာကြောင့်ရတာလဲကောင်းမှုကြောင့်အဲဒီကောင်းမှုကြောင့်ရလာတဲ့ကောင်းကျိုးချမ်းသာခိုင်မြဲအောင်ဒီမြဲအောင်ကောင်းမှုနဲ့ဆက်ရမယ်ပြောဘာနဲ့ဆက်ရမလဲကောင်းမှုနဲ့ဆက်ရမယ်ဒီကနေ့မွေးနေ့မှာလည်းပဲဒီနေ့ပြတ်တတ်တယ်ဘာနဲ့မိမိတို့နောက်တစ်နေ့ကိုဆက်တာကောင်းမှုနဲ့ဆက်တာကောင်းမှုတွေပါရမယ်ကောင်းကျိုးချမ်းသာရမယ်အဲ့ဒီကောင်းကျိုးချမ်းသာတွေတည်အောင်မြဲအောင်ကလည်းဘာဆက်လဲကောင်းမှုပဲဆက်လို့ရမယ်ဆရာလေးတွေမှတ်မယ်နော်ကောင်းမှုသည်ကောင်းကျိုးကိုရစီဒီကောင်းကျိုးမျိုးတွေကောင်းကျိုးတွေခိုင်မြဲဖို့တည်မြဲဖို့ပါဆက်ကောင်းမှုပဲဆက်ရမယ်ဒါကြောင့်ဒီနေ့မိမိတို့ဝေးနေမှာကောင်းမှုနဲ့ဆက်တဲ့ဆရာကြီးရဲ့ဒီကုသိုလ်ကောင်းမှုပွဲဇောတော်ကပြောခဲ့တဲ့တထေကြီးလေးများဒါကလေးလည်းရှိမိကတေတာကြီးဖွင့်ကြည့်တေတာကြီးဖွင့်ကြည့်တယ်ပေါ့ဖွင့်ကြည့်လိုက်တဲ့အခါကျတော့ရွှေတွေဟာမိသွေးတုံဖြစ်ကုန်ပြီဒါဟာပစ္စည်းတွေတန်တယ်ဒီလိုမိုက်ရဒါကိုပုံညက်ခရရောက်သွားတယ်ပုံညက်ခရပြောကြည့်ပါဦးပုံညက်ခရပစ္စည်းချင်းကိုရောက်သွားပြီအဲ့လိုရောက်သွားတဲ့အခါကျတော့တွေ့ကြအာလုံးမိသားစု၆ဘွဲ့ချဟိုကြဟောကြဟင်းကြနဲ့ပေါ့လေအဲ့ဒီအတန်ကြီးဆူညာနေကြတော့ဘေးရလူတွေကရောက်ဘေးရလူတွေရောက်လာတော့အဲ့ဒီမှာမိတ်ဆွေကောင်းကလျာဏမိတ်တဆိုတာအဲ့ဒီမှာပေါ်လာတယ်ကလျာဏမိတ်တပေါ်လာတယ်အလုံးကနေပြီးတော့ဘာလို့ဖြစ်ကြလဲလဲကျုပ်တို့စူဆောင်ထားတဲ့ရွှေတွေကအခုမိသွေးတုံးတွေဖြစ်ကုန်ပြီမိသွေးကုန်းတွေဖြစ်ကုန်လို့တောကတွေပူဆွေးမှုတွေရောက်နေတယ်ဟိုကြယူကြတော့အဲ့မှာကလျာဏမိတ်တဆိုတဲ့မိတ်ဆွေကောင်းတို့ကရောက်လာပြီးတော့ပြောတယ်တရေကြီးဘာမှမပူနဲ့အခုလိုရွှေတွေကနေမိသွေးတုံးဖြစ်သွားတာဘာမှမပူနဲ့
ဘုံရှင်ကံရှင်နဲ့တွေ့ရင်အဲ့ဒီမိသွေးတွေရွှေ့ပြန်ဖြစ်လိမ့်မယ်မိတ်ဆွေကောင်းပြောဘယ်လိုလဲဒုက္ခရောက်ရင်လူတွေတတ္တဝါတွေဒုက္ခရောက်ရင်ဘာလို့လဲအဲ့ဒါအရေးကြီးဆုံးပဲနော်မိတ်ဆွေကောင်းတဲ့သာတွေ့ရင်အားလုံးပြည့်မြောက်တယ်အခုလည်းပဲဟောမှာမိတ်ဆွေကောင်းကတတိယဘာမှမပုံနဲ့အားလုံးဟာဘုံရှင်ကံရှင်နဲ့သာတွေ့ရင်ပြီးသွေးတော့ရွှေ့ပြန်ဖြစ်မှာပြောဘုံရှင်ကံရှင်ဆိုတာဘယ်လိုဟာမျိုးလဲကျုပ်တို့ကဘယ်လိုရှာမလဲဟာပုံနေနဲ့အဲ့ဒီပြီးသွေးတုံးတွေကိုရှင်းမဆိုင်လေးခင်းအဲ့ဒီခင်းပြီးတဲ့အခါကျတော့တဲ့အဲ့ဒီရှင်းမအခြားသောအသိဉာဏ်လေးတွေလည်းထားဖို့အဲ့ဒီအသိဉာဏ်လေးတွေနဲ့ပြီးသွေးတုံးတွေကိုအလယ်မှာထားဖို့အဲ့ဒါတွေကိုချရောင်းဘာလို့ခိုင်းလဲချပြီးတော့ရောင်းခိုင်းတယ်အဲ့မိသွေးတုံးတွေကိုချရောင်းလိုက်အဲ့ဒီမှာမိသွေးတုံးတွေကိုဒါရွှေတွေပါလို့မြင်တဲ့လူကဒါဘုံရှင်ကံရှင်ပဲပေါ့အာဟုတ်လိုက်တာဆိုပြီးတော့အာရဝတ္တနဲ့အစီအစဉ်တကြပြုလို့ရောင်းပြီးပေါ့တကယ်ကြီးပါရိကြရမိသွေးတုံးပြောပါရိကြရလဲရွှေကနေဖြစ်သွားတဲ့မိသွေးတုံးတွေကြာရောင်းကြာကြတော့ဘေးမှာလည်းပဲဘုရားတရားတိတွေပါရင်ပါမှာပေါ့အာတတိကြီးမွဲသွားပြီတတိကြီးမွဲသွားပြီဒီရွယ်ကြီးတွေကြာရောင်းနေပြီဘုံရှင်ကံရှင်မဟုတ်တဲ့သူတွေကဒီတိုင်းပဲကြာရောင်းရင်တပိပိနဲ့လောက်ကြီးကြော်လာတဲ့ခါကျတော့ဘုံရှင်ကံရှင်မတွေ့ရဘူးအဲ့ဒီလိုနဲ့စိတ်ပြက်လက်ပြက်ဖြစ်နေတဲ့အချိန်မှာတနေ့သောခါမှာတော့သောသောကဈေးရောင်းလေးကိုခေါင်းမောင်ရွယ်ပြီးတော့လှဲ့ပြီးတော့အရက်တဲ့ဈေးတဲ့ကလေးဘယ်သူလဲပိတာဝတ္တပိပြန်ပြောပါဦး။အိုးအင်ကြီးရှင်မေတို့ဘာတို့အိုးအင်ကြီးရှင်မေတို့ဘာတို့အဲ့ဒီမှာဟင်းရွယ်ဟင်းဒီအစုံလင်းတို့ပါပါတယ်ကွယ်လိုအပ်တာရှိရင်ပြောပါစသဖြင့်အော်ဟစ်ပြီးတော့ရောက်လာသောသောကတရေကြီးနေတဲ့အိမ်ရှိခြားရောင်းနေတဲ့နေရာရောက်တော့ဟာတရေကြီးဘလို့တွေဖြစ်တာပါလဲရှိချပြီးတော့ရွှေတွေခြားရောင်းနေပါလားရွှေတွေပုံထားပါလားဒီတန်ကိုဘသူကြတရေကြီးကြားသွားတယ်ဘသူကြားသွားလဲတရေကြီးကြားသွားတော့ဟာဘုံရှင်ကံရှင်တွေ့ပြီဆိုပြီးအာရဝမ်းသာဖြစ်ပြီးတော့တမိလာဒီမှာထိုင်အမိတ်ဒီမှာတိုင်တမိကြာပါရီမင်းလာရွှေတွေမို့လို့တမိကရွှေတွေပြောတာပေါ့ဟုတ်ပြီတမိဘယ်ကလဲဘယ်ရက်ကလဲဘသူသားသမီးလဲပြည့်စုံအောင်တတိကြီးမေးပြီးတော့မှအေးကဲမင်းမိဘတွေရှိတယ်မို့လားရှိပါလေအဲ့ဒီရှိရင်တော့ငါတို့လိုက်ပူဇံွယ်ငါတို့လည်းလိုက်ခဲ့မယ်ကွယ်ဆိုပြီးတော့သွားကြမိဘအိမ်ထိုင်ရောက်တဲ့ခါကျတော့ဟောပါအဲ့ဒီကိတာရောရမင်းရဲ့မိဘတွေခွင်တောင်းတယ်ခွင်တောင်းဘာတောင်းလဲအကျွန်ုပ်မှာသားတစ်ယောက်ရှိတယ်အရင်ရဲ့အဲ့ဒီကသမီးနဲ့လက်ဆက်ပြရစီထိတ်မြလက်ထပ်ပေးပြရစီဒီလိုပြောတော့ဟာတတိကြီးကထူးထူးဆန်းဆန်းပါလားကဲမြန်အတူချုံပါသူပြန်ဆုံးလက်ဆက်ပေးထိတ်မြပေးအဲ့ဒီလိုပေးလိုက်တော့မှရှိတဲ့ရွှေတွေသောသောကပြောတဲ့မိသွေးတုံးနဲ့ဘသူကိုအပ်လိုက်ကိတာဂေါရမီကိုကျွေးမဖြစ်တဲ့ဘသူလည်းကိတာဂေါရမီကိုအပ်လိုက်တော့မိသွေးတုံးတွေကိုဘာဖြစ်ရွှေတွေဖြစ်ကုန်တယ်သူတို့လည်းမျက်စိအကုန်မြင်လိုက်ရတယ်ဘသူနဲ့တွေ့တာဘုံရှင်ကံရှင်ပြောဘသူနဲ့တွေ့တယ်အဲ့ဒါလူဆိုတာဘုံရှင်ကံရှင်ရောက်လာရင်အားလုံးလည်းကိုတောက်တယ်အားလုံးအစင်းပြေးတယ်အိမ်တိမ်မှာမိသားစုထဲမှာဝင်ရောက်လာမယ်ပရိသတ်ကြီးခါပြီးရောက်ပြီဆိုတဲ့အကျုပ်အကုသိုလ်နဲ့လာတဲ့လူလည်းရှိအကျုပ်ကကုသိုလ်နဲ့လာတဲ့လူလည်းရှိအကုသိုလ်နဲ့လာပြီဆိုရင်ကတော့ဘာလို့အစမပြေဘူးဒီကလေးပရိသတ်ကြီးကိုဝင်ဒီတဲ့ကအကုန်လုံးပြစ်လိုက်တာရှုံးလိုက်တာဆုံးရှုံးလိုက်တာဒီလိုမျိုးကုသိုလ်နဲ့လာပြီဆိုရင်တော့ဘုံရှင်ကံရှင်တို့လို့အားလုံးကဇီဝတွေဖြစ်တဲ့အာအိမ်တွေဝေရတဲ့တိုက်တွေဝေရတဲ့ကားတွေဝေရတဲ့ဖြစ်ကုန်အဲ့ဒါဘာပုဂ္ဂိုလ်ဘုံရှင်ကံရှင်နော်ဒါကြောင့်မိမိတို့အိမ်မှာဘုံရှင်ကံရှင်တူရောက်လာပြီဆိုရင်တအိမ်လုံးစင်ပြေနိုင်လေ